လာပါရှင်ဒီနေ့တော့ကျွန်မက not only but also အကြောင်းလေးကိုပြောပြပေးချင်ပါတယ်เนาะကဲအတူတူဆက်သွားကြည့်လိုက်ကြရအောင်ပါเนาะ Okay ဒါဆိုလို့ရှိရင်ဒီမှာကျွန်မကပြထားတယ် not only A but also B ဆိုပြီးတော့ Okay ဆိုလို့တဲ့သဘောက not only but also ဆိုတာတာမက level ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီမှာ A နဲ့ B ဆိုတာကျွန်မမတူတဲ့နှစ်ခုလို့အဓိပ္ပာယ်နဲ့ရေးထားတာဖြစ်ပါတယ် not only A but also B ဆိုတဲ့အဓိပ္ပာယ်မှာကျွန်မတို့ကဘယ်လိုရေးရမလဲဆိုရင်တူတာတွေကိုပုံထုတ်ပြီးမတူတဲ့ A နဲ့ B ကို not only but also နဲ့ဆက်ရမှာဖြစ်ပါတယ်အဲ့ဆိုကြည့်ကြည့်အောင်နော် Myanmar is a beautiful country မြန်မာနိုင်ငံကလှပသောနိုင်ငံတစ်ခုဖြစ်တယ် it is ဒီမှာ it ဆိုတာဒီမြန်မာကိုညွှန်းတာပဲဖြစ်ပါတယ် so it is rich in natural resources ၎င်းကပေါ့နော်အဲ့မြန်မာနိုင်ငံကသဘာဝရင်းမြစ်တွေလည်းကျွယ်ဝတယ်ဒါဆိုဒီမှာ Myanmar is it is ကတူတူဖြစ်တယ်မတူတာနှစ်ခုက a beautiful country A လို့မှတ်လိုက်မယ်နောက်တစ်ခုမတူတာလေးတစ်ခုက rich in natural resources သဘာဝအရင်းအမြစ်တွေဆိုပြီးတော့ကျွန်မက B လို့မှတ်လိုက်ပါမယ်ဒါဆိုရေးတဲ့အခါတူတာကိုပုံထုတ်ပြီးတော့ Myanmar is not only a beautiful country ပြီးလို့ရှိရင်ကျွန်မတို့ပုံထုတ်ထားပြီးသား it is ကိုပြန်ရေးကြမလို့တော့ but also rich in natural resources နဲ့ရေးရမှာဖြစ်ပါတယ်ကြည့်ကြည့်ရအောင်နော်ဒီမှာ Myanmar is not only a beautiful country but also rich in natural resources မြန်မာနိုင်ငံကလှပသောနိုင်ငံတစ်ခုဖြစ်ရုံသာမကသဘာဝအရင်းမြစ်များလည်းကျွယ်ဝပါတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ရေးထားတာဖြစ်ပါတယ်ဒါဆိုနောက်တစ်ခုဆက်သွားကြမယ်နော် Okay ဒါကbeautiful country က A ပေါ့နော် rich in natural resources က B လေးဖြစ်ပါမယ် Okay ဆက်သွားမယ်နောက်တစ်ခုက tourists enjoy visiting Bagan and they also enjoy visiting Mandalay Okay ဒီမှာဆိုလို့ရှိရင်ကျမတို့က tourist တွေက Bagan ကိုအလည်သွားရတာကြိုက်တယ် and ပြီးတော့ဒီမှာ they ဆိုတာကကျမတို့က tourist တွေကိုညွှန်းတာပဲဖြစ်ပါတယ် they also enjoy visiting Mandalay သူတို့က Mandalay ကိုလည်းပတ်သွားတာကိုလည်းကြိုက်ပါတယ်လို့ပြောထားပါတယ်ဒါဆိုဒီမှာကျမတို့ကလေဒီမှာက tourists enjoy they also enjoy တူပါပဲဒီမှာကျမတို့ conjunction လေးပါတယ် and ကိုဖြုတ်မယ် also ကိုလည်းဖြုတ်ရမယ်ကျမတို့ tourist နဲ့ they နဲ့အတူတူပဲဖြစ်တယ်မတူတာနှစ်ခုက visiting Bagan ကိုအလဲပတ်သွားခြင်းနဲ့ visiting Mandalay ကိုအလဲပတ်သွားခြင်းဖြစ်ပါတယ်ဒီနေရာမှာကျမတို့က visit တီတူနေတာပဲ visit တီတူတာပုံထုတ်မယ်လေအဲ့လိုလုပ်လို့မရပါဘူးဒါကကျမတို့က verb phrase နှစ်ခုကိုစစ်မှာဖြစ်တဲ့အတွက်ပြီးတော့အလဲပတ်သွားတဲ့အကြောင်းကိုကျမတို့ကအလေးအနက်ထားပြီးပြောမှာဖြစ်တဲ့အတွက်ကျမတို့ကဒီ visit တီကိုဖြုတ်လို့မရပါဘူးဒါဆိုရင်အဖြေလေးက tourists enjoy not only visiting Bagan ပြင်ပါလေ but also visiting Mandalay ဆိုပြီးတော့ဖြစ်ပါမယ်ရှင်Okay အဲ့ဒါဆက်သွားရအောင်နော်အဲ့တော့ကိုက Coco has visited Japan as well as Hong Kong Coco က Hong Kong လိုပဲ Japan ကိုအလည်ပတ်သွားဖူးတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာ as well as ကကျမတို့ conjunction ဖြစ်တယ်ဒါကြောင့် as well as ကိုဖြုတ်ရမယ်သူက and နဲ့တူတူပဲဒါဆိုမတူတာနှစ်ခုက Japan က A ဖြစ်မှာပေါ့अब ना Hong Kong ကဘာဖြစ်မလဲ B အဲ့ဆိုဖြေလေးကြည့်ကြည့်ရအောင် Coco has visited not only Japan but also Hong Kong ဆိုပြီးဖြစ်မယ်အဲ့ဒါက Helen was blind and deaf after a mysterious illness Helen ကတဲ့ပြင်းထန်တဲ့အဖျားရောဂါခံစားပြီးတဲ့နောက်မှာမျက်မမြင်နာမကျဖြစ်တယ်ဒါဆိုရင် Helen ဖြစ်တဲ့ကောင်မလေးကတူတူပဲ Helen မတူတာကဘာလဲဆိုတော့ကျမတို့ကဒီမှာမျက်မမြင်ဖြစ်တာဒါလေးက A ဖြစ်မယ်เนาะနောက်တစ်ခုကနာမကျဖြစ်တာဒါလေးဖြစ်မယ်เนาะ after a mysterious illness ပြင်းထန်တဲ့အဖျားရောဂါခံစားရလဲတူတူပဲဖြစ်မယ်ဒီမှာ conjunction လေးဖြစ်တဲ့ and ကိုဖြုတ်မယ်ဒါဆို Helen was not only blind but also deaf after a mysterious illness လို့ရပါမယ်ရှင် Okay เนาะ